ချိန်ရှိတော့ပြီအရှိက2013ခုနှစ်မှာအလဲတယောက်ဖြစ်ပါတယ်အားလုံးဒီခေါ်တဲ့မင်းကတယောက်ဖြစ်ပါတယ်အဲဆိုတော့ဒီကနေ့ကျွန်တော်တို့ဒီလိုတွေ့ဆုံရတဲ့လူမျိုးတစ်ခုဖြစ်ပါတယ်ကျွန်တော်ဒီမှာလူတော်နိုင်ကဂျီလူကလည်းအားလုံးကဒီဗီဇာဖြစ်မှာပါကျွန်တော်တို့နာဂဒီကတော့တချို့ရနိုင်ငံမှာရှိတယ်တချို့ရမြန်မာနိုင်ငံမှာရှိတယ်ဒီလိုနိုင်ငံမှာမီတင်းပြီးတော့မှနေထိုင်ကြတဲ့လူမျိုးတစ်ခုဖြစ်ပါတယ်အဲ့လိုဖြစ်တဲ့အခါကျတော့ကျွန်တော်တို့သူကျွေးလုပ်ငန်းပိုင်းဆိုင်ရာဒီနေ့ဆန်းတဲ့ပြောရှိနေကြတဲ့နိုင်ငံကြီးကိုနိုင်ငံရေးကိုနားလည်လို့လူသားရေးကိုလည်းအင်္ဂါစိတ်ဝင်စားပုဂ္ဂိုလ်များဖြစ်တယ်။ဒီလိုမျိုးပြောလို့ရှိရင်ကိုယ်နိုင်ငံကကိုယ်လူမျိုးကိုချစ်ခင်လေးစားပြီးတဲ့အခါမှာဒီလိုမြန်မာနိုင်ငံကိုအခြားနိုင်ငံမှာနေကွန်ပျူတာတွေစီတယ်။တိုင်းပြည်ဖြစ်စီနေတဲ့ဆန္ဒရှိနေတယ်ဆိုတာဒီလိုပဲတွေ့ရတယ်။ဒီရှိနေတယ်။အဲကြောင့်လို့ရှေ့ဆက်သွားမယ့်ခီးမှာမယုံကြည်စိတ်တွေတန်ရာစိတ်တွေကိုအတတ်နိုင်လို့ဖြော့ချဆောင်းနိုင်ပါတာတယ်။ဒါလို့ဒီနေ့ညီကြီးအောင်နေတယ်သူတိတ်ပဲဒီလိုပဲကျွန်တော်လည်းပေါ်ဆောင်နေတယ်။အဲ့လိုဆောင်တဲ့နေရာမှာကိုယ်ကအချင်းချင်းတူနဲ့တူusual understanding လို့တစ်ဖက်နားလည်မှုရှိလို့ဆိုတဲ့အချက်တွေ့ပါတယ်။နောက်တစ်ခုက mutual respect အချင်းချင်းအပြန်အလှန်တစ်ဖက်နဲ့တစ်ဖက်လေးလေးစားစားရှိလို့ဆိုတဲ့အချက်တွေ့ပါတယ်။နောက်တစ်ခုကတော့ mutual trust တစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှုရှိလို့ရတယ်ဆိုတာတွေ့ပါတယ်။ဒါလို့ဆိုရင်ဒီချက်သုံးချက်ကိုဘယ်လိုပြအောင်ကျွန်တော်လုပ်ကြရမလဲဆိုတဲ့အခါမှာကျွန်တော်အမြင်ပြောကိကတော့ယောဂနဲ့ပေါ့ဘုရားနဲ့ဆိုတဲ့နေရာမှာကျွန်တော်အနေနဲ့ကျွန်တော်စဉ်းစားဖြစ်လို့နောက်ဆက်ကြတဲ့အခါကျတော့ကိုယ်လေးဖို့လိုတာကိုယ်လေးဖို့လိုတာအဲယောဂနဲ့ကိုယ်လေးဖို့ကိုကျွန်တော်တို့အမှန်ကန်ဆောင်းမယ်ဆိုရင်ခုနပြောတဲ့ mutual understanding ခေါ်တဲ့လူနဲ့ပဲနားလည်မှုအဲ့ဒါနဲ့ mutual respect ကိုပြီးကြတာအဲ့ဒါက mutual trust ဆိုတာအဲ့လိုဖြစ်သွားတော့မှကျွန်တော်ရှိပါမယ်ကြီးอ่ะပို့ပြီးတော့ဆင်ခြင်နိုင်တယ်လို့ကျွန်တော်ထင်ပါတယ်ဒီလိုစားတဲ့နေရာမှာဒီနေ့ကျွန်တော်တင်ပြလို့တော်တော်ကိုကောင်းမှန်တယ်ပြီးတော့ဆောင်ရမယ်ဆိုရင်ပေါ်လာတယ်ဖြစ်ပါတယ်အခုကျွန်တော်တို့ဒီနေ့မှာကျွန်တော်တို့ပုဂ္ဂိုလ်တွေအဖွဲ့နဲ့စတင်ပြီးတော့တိုင်းတိုင်းကိုလက်လက်ကိုကိုယ်စီတွေ့တာအချိန်တိုတွေနဲ့အချိန်တိုပါတယ်လူအများကြီးတွေကမှလောက်တဲ့အချိန်တိုပါတယ်အနာကျော်ရောနားထောင်ရတဲ့အခါမှာရင်ထဲမှာဘယ်လိုခံစားနေလဲရင်ထဲမှာဘယ်လိုစိတ်ဓာတ်ရှိအဲ့ဒီခံစားမှုနဲ့ဒီစိတ်ဓာတ်ကိုအကောင့်ထဲပေါ်မယ်ဆိုတော့အခုလိုလားရိုးသားသားပုံမှန်နဲ့အရှိကိုအရှိတိုင်းတင်ပြကြမယ်ဆိုရင်အောင်မြင်တဲ့ခီးကိုရောက်မယ်လို့ကျွန်တော်ထင်ပါတယ်။ခုနကလူကြီးတို့ပြောတာပါလေ။စကားလုံးလေးလှလှသုံးပြီးတော့တကယ်လက်တွေ့မှာဖြစ်နေတဲ့ဖြစ်ရတဲ့အခြေအနေတွေကိုမပေါ်ပြနိုင်ဘူးဆိုရင်အဲ့ဒီလိုဘုရားပါတော့သုံးလို့ရှိရင်ဘုန်းကြီးကမပွင့်လင်းတော့မယုတ်သားတော့ကိစ္စများကြောင့်ကျွန်တော်ဘယ်လိုမှအောင်နိုင်တယ်။ဒါမှမဟုတ်ဒါလေးကိုကျွန်တော်တို့ဘက်ကလက်ခံပါတယ်ဒီတိုင်းပဲကျွန်တော်တို့ပါဖို့လိုတယ်လို့ဒီလိုပြောတဲ့နေရာမှာကိုယ်ကငြိမ်းချမ်းရေးတိုင်းသားစလုံးကြီးလူသားတင့်မြတ်ရေးရရှိဖို့ဆိုရင်2008ခုနှစ်ကိုအခြေခံဥပဒေနဲ့ပတ်သက်လို့ပြည်နေရပြင်ရမယ်ဆိုရတဲ့မှာဒါမှမဟုတ်ကျွန်တော်လွတ်တော်ထဲမှာလည်းပြောပါတယ်တချို့နေရာမှာလည်းပြောပါတယ်တိုင်းသားစလုံးကြီးတွေလူသားပြန်တဲ့တင့်မြတ်ရေးငြိမ်းချမ်းရေးအတွက်ဆိုရင်ကိုယ်ကြီးဝင်ချေကဥပဒေပြုပြင်ပြောင်းလဲရေးဟာတနည်းမဟုတ်ဘူးဆက်ဆံနေတဲ့ပတ်သက်နေလို့ဒီလိုကျွန်တော်ပြောပါတယ်အဲ့လိုပြောတဲ့အတွက်အများစုကလက်ခံနိုင်ပြီးနဲ့တချို့ကြတဲ့အခါမှာဒီလိုကျွန်တော်ပြောတာကိုလက်မခံနိုင်မယ်။တန်ကြရှိတာလည်းရှိပါတယ်။ဒါအမှန်တိုင်းကတော့
အပြင်ဆုံးပြောတာအဲ့ဒီခါမှာဒီနေ့ဝန်ကလွတ်တော်ကိုလွတ်တော်အတီးပြုကိစ္စတွေဆိုတာကကျွန်တော်ပြောမယ်ဆိုဒီကိစ္စကျွန်တော်တွေအဓိကမသိပါဘူးဒီချိန်မှာကျွန်တော်ပြောင်းဆွတော်ရဲ့အဓိကတက်တယ်အဓိကအခက်ခဲရဒီတော်စုလွတ်တော်မှာဆောင်ရွက်နေတဲ့ဆွေကြီးကိုအခြေခံဥပဒေပြုပြင်ပြောင်းလဲဆိုင်ရာဆွေးနွေးမှုများပဲဖြစ်ပါတယ်ဒါပဲလေဆိုတဲ့ကကျွန်တော်နှစ်နှစ်ရှိတယ်ဆွေကြီးကိုအခြေခံဥပဒေပြင်ဖို့လိုရင်ပြင်ရမယ်ပြင်တဲ့အခါမှာဘာဥတီရလဲဆွေကြီးကိုအခြေခံဥပဒေပြုပြင်ပြောင်းလဲလိုက်လို့ကျွန်တော်တို့နိုင်ငံတော်ပြည်ရေးထုံထုံတုတ်ကြရပိုကောင်းတာပွဲလုံးချင်ဥပဒေပြုပြင်ပြောင်းလဲတဲ့အခါမှာတိုင်းသားစုကြီးရုပ်သပြန်တဲ့တည်းမြတ်ကြီးငြိမ်းချမ်းရေးအတွက်ပိုကောင်းတာဘယ်ပြောနေလဲမှန်ရင်မှန်မှန် Federal Democracy နော်ကျွန်တော်က Federal Democracy ပို့ပြီးတော့ရှင်းသန်းလိုက်ဒီဥတီချက်၃ချက်ကိုမူတည်ပြီးတော့ကျွန်တော်ကပြုပြင်ကြပါပြောင်းလဲကြပါနောက်ဒါလည်းကိုလည်းကျွန်တော်တို့လွတ်တော်ကချမှတ်တယ်ဆိုရင်ကျွန်တော်ပါတီကခေါင်းဆောင်များနဲ့ဒီဥတီချက်ချပြီးတော့ကျွန်တော်တို့ကအဲ့လိုစားတဲ့အခါမှာကျွန်တော်ပြောရတာရှိပါတယ်။ပွဲစဉ်အခြေခံမှုတွေအဒီကရာမကြသေးဘူးကျင့်သုံးတာမကြသေးဘူးဒါကြောင့်လို့ပြောင်းရမလို့ဘူးဆိုပြီးတော့မျက်စိမိတ်ပြောနေလို့ရှိရင်အမှားတူပွဲစဉ်အခြေခံမှုတွေကိုပြောင်းမှုလိုတယ်ပြင်ဖို့လိုတယ်ကျန်တဲ့ဒီမိုကရေစီစံနှုန်းတွေလူ့ဝင်စံနှုန်းတွေတခြားနိုင်ငံတွေလုပ်မယ်ဆိုလို့ရှိရင်ပဲအမှားတရကျွလို့တာဒီလိုမျိုးမှာချင်းချင်းပြီးတော့လုပ်ဖို့ချင်းချင်းကိုလုပ်ရဆိုတဲ့နေရာမှာလည်းရေးတင်တဲ့တက်ပြီးရှိလုပ်တင်တာလုပ်ဖို့လိုတယ်ဆိုတော့ကျွန်တော်ဒီလိုပဲတင်ကြတယ်ဒါကျွန်တော်တို့အရှိတရားပေါ်မှာအခြေခံပြီးစဉ်းစားရတယ်အဲ့လိုလုပ်ရင်းလုပ်ရင်းနဲ့နော်ပထမနာဂာယီဖြစ်တော့ထမ်းဆောင်တဲ့ဥက္ကဋ္ဌမြစ်တာပုံရုံးချင်တာဥပဒေပိတ်တာ၃နိုင်ပိုးအောင်ကုန်တရားရှိနေခွဲအဲ့ဒါပြီးတဲ့အခါမှာကျွန်တော်တို့တရားရှိနေဖွဲ့ပြီးတဲ့အခါမှာဒီပိုးအောင်ကုန်ကြီးကဖွဲ့ပေါ်လာတဲ့ရလဒ်တွေကိုတွတ်တော်တင်ကြတယ်အဲ့မှာထပ်ပြီးဖွဲ့ပြီးရုံးချင်တာဥပဒေပြင်ဆင်ပြီးဆိုင်ရာကော်မတီဆိုတော့30ခုပေါ့ဖွဲ့ပြီးတဲ့အခါမှာဆက်လို့ရအဲ့ဒီကော်မတီအားလုံးက46ကျင်းအစီအစဉ်အစိုးရတိုင်းပြည်ကမှာတွတ်တော်တယ်ကကျွန်တော်တို့တင်သွင်းတယ်လူပေါင်း165ယောက်ဆင်းပြီး140ဆွေးနွေးတဲ့အခါမှာကျွန်တော်တို့ဘက်ကအာရီပေါ်လာလဲဆိုတဲ့ခုနဖွဲ့စည်းပုံအခြေခံဥပဒေကြီးပေါင်းဆောင်ပြီဆိုတာအရန်လို့ခေါ်လို့များကိုစားပြုတယ်ပြည်သူကိုစားပြုအဲ့ဒီနေရာမှာခုနခေါင်းဆောင်များရဲ့အခန်းကဏ္ဍအရေးကြီးပါတယ်ခေါင်းဆောင်များအရေးကြီးဖို့ဒီအခါမှာဟုတ်လားရေးကြလို့တစ်ဖက်ကလည်းသူတို့ရဲ့ဒီစင်ရလူတွေကသိနေပြီတခါတခါမှာပြည်သူ့လက်ချပေးတဲ့အခါမှာခေါင်းဆောင်တွေတောင်းရမယ်ပဲခေါင်းဆောင်တွေတောင်းနေဘူးဆိုလို့ရှိရင်ပိတ်ဆို့ထားစီတာလည်းဒီနေ့မှာပဲပြောတော့ဒီဖွဲ့စည်းတွေမှာပါပြီးတော့လာတဲ့ခေါင်းဆောင်တွေရဲ့နောက်ဆုံးဆုံးဖြတ်ချက်နဲ့တုံးလို့ဖြစ်တယ်အခုကျတော့အဲ့တော့ကျွန်တော်ပြည်သူတွေရှိတယ်ဆိုရင်လည်းပြည်သူတွေရဲ့ကနေပြီးတော့ခေါင်းဆောင်လို့သတ်မှတ်ထားတဲ့လူတွေရဲ့ဆုံးဖြတ်ချက်တွေဒါမှမဟုတ်ခွတ်တော်တွေမှာဆွေးနွေးတယ်အတော်ချုပ်ပြောမယ်ဆိုရင်တော်တော်မှာဆွေးနွေးတဲ့အခါမှာပထမလွတ်တော်တွေမှာပြောတဲ့စကားတွေလေးဝင်စားဆိုတာဘုလုံးကတဏှာကြီးရဲ့ကျွန်တော်ရဲ့တမလို့ကဝိသုရဲ့ဒီအခါမှာတောင်းစံလေးဝင်စားဆွေးနွေးအဲ့ဒီမှာတော်တော်တွေမှာဆွေးနွေးတယ်လေးဝင်စားဆိုရင်မလုံးတော့သေးဘူးငါးဝင်စားလုပ်ပြီးပါဒါလွတ်တော်ကိုလည်းဆွေးနွေးတယ်မျိုးသားလွတ်တော်ဥက္ကဋ္ဌကြီးတော့သူလည်းပါပဲဖြစ်ဖြစ်မျိုးသားလွတ်တော်ဥက္ကဋ္ဌကြီးသူလည်းကောင်းတယ်သူလည်းပါဘူးငါးဝင်စားဆွေးနွေးတာဒါလွတ်တော်လည်းမှာဖြစ်နောက်တစ်ခါကျတဲ့အခါကျတော့ပြောတယ်ငါးဝင်စားကောင်းပါလေဒီရက်ကိုကောင်းအောင်တိုင်းသားလူတွေစုအစုဖွဲ့များတဲ့ကိုယ်လည်းသူဆက်ပြီးတော့ဆွေးနွေးပြပါဒီလိုတင်ပြအဲ့လိုတင်ပြရနောက်ဆုံးကြတဲ့အခါကျတော့ဒီတင်ပြချက်ပေါ်မှာတည်ပြီးတော့မျိုးသားလွတ်တော်ကိုလည်းနာမည်တော့သူကနေပြီးတော့တင်ပြတဲ့အခါမှာပါလေဆိုတော့
သူစိတ်ဝင်စားတာကသူပြောတဲ့စကားတွေပုံမှန်အများစိတ်နဲ့ပုံမှန်436ကိုစိတ်ဝင်စားတယ်အများစိတ်ဒါကိုကျွန်တော်တို့ကစဉ်းစားရတဲ့အခါမှာသူပြောတဲ့စကားတွေကျွန်တော်ခေါင်းဆောင်တွေကများဆိုတဲ့ကိစ္စတွေကဖွဲ့စည်းပုံအခြေခံဖို့တယ်တင်းနှောင်းနေပတ်တယ်ဒီလိုဆိုရင်ဖွဲ့စည်းပုံအခြေခံဖို့တွေကဥတီကျတော့လည်းကျွန်တော်ပြောနေတာပြောထားနေတာကအကုန်လုံးကြောင်းလို့အဲ့ဒီခါကျွန်တော်တို့ထွက်တော်တယ်ပါကျွန်တော်ကတာထွက်တော်မှာတောင်းရှိလို့ဒီနေ့ကဘာဖြစ်ကျွန်တော်အထက်ရဟလားထွက်တော်ရဲ့နာကဖြစ်ကျွန်တော်ကတောင်းရှိဒီဟိုင်းကျွန်တော်ပိုက်တာအဲ့တော့ဒီဟိုင်းပိုက်တာဒီမှာအခုပြောလို့ပဲတိုင်းသားတွေကပေါ်ဒီကိုချင်းအပြင်နဲ့ပတ်သက်ပြီးတော့သင်ဆက်ခဲ့တယ်ဒီပြီးလို့လေခုနပြောသွားတယ်ဒီမှာတော့လည်းပြေလို့မရဒီကောင်စုတော့ပါပဲဖြစ်ကျောင်းလို့ဒီကောင်စုတော့မှပြင်တဲ့အခါမှာဟောဒီ7ကြိမ်ရောက်ဒီကောင်စုတော့မှရှားဒီကိုပြင်သတာကိုပြင်နိုင်ကမှဖြစ်သွားမယ်ငြိမ်းချမ်းရေးတိုင်းသားစီးလို့ရတယ်ဝိသတ်တာဒီမှာကျွန်တော်အချိန်တော့ကုန်သွားပါပုံမှန်လည်းဒီကြီးစားတယ်ကျွန်တော်စီမထူပါဘူးဒီနေ့အဲ့တော့ဒီလိုစားတဲ့နေရာမှာခုနပြောရဲအဲကျွန်တော်တို့အနေနဲ့ဉာဏ်ရဖို့ဆိုရင်အခုဒီလိုပြောနေတဲ့အချိန်မှာအဲဒီဖွဲ့စည်းဖို့ပြင်ဖို့အတွက်အချိန်လေးတအားဆွဲပြီးတော့နောက်ပါလေဉာဏ်ရေးစကားပြောအများကြီးခဲ့တယ်အဲဒီဒီလိုပဲဒီပြောနေပါတယ်ဒါကျွန်တော်ဘက်ကနော်ကျွန်တော်ဘက်ကဆိုကျွန်တော်2008ဖွဲ့စည်းဖို့အချိန်ကဥရိယာဟုတ်လားဖက်ဒရယ်နော်ဖက်ဒရယ်ဘယ်လိုလဲစမ်းစစ်ကြတယ်ပညာရှင်တွေစမ်းစစ်ကြတယ်ခုနကပြောလို့ပဲဟုတ်လားတော်တော်နေရရှိတယ်နော်အစိုးရဖွဲ့ရှိတယ်ပြောင်းစုမှရှိတယ်တိုင်းဒေသမှာရှိတယ်အဲဒီဟာဒီကမှန်းပြတော့တော်တော်များအခုကျွန်တော်တိုင်းလိုက်တောင်းခံတာပါကိုယ်ကချုပ်မယ်ကိုယ်ကပြတ်ထားမယ်ကိုယ်ကချုပ်မယ်တိုင်းနေနေတာအဲကျွန်တော်ကလည်းဆိုတာကိုယ်ကပြတ်ထားမှုတွေတော်တော်ရှိတယ်ဘုံမှာလည်းရှိတယ်ဒီအောင်သူမှလည်းရှိတယ်တိုင်းဒေသကြီးလည်းဒီမှာရှိတယ်ကိုယ်ကချုပ်မယ်တိုင်းဒေသကြီးမှာရှိတယ်ဘုံမှာလည်းရှိတယ်ပြည်နယ်မှာလည်းရှိတယ်ပြည်နယ်ဆိုရတယ်တိုင်းဒေသကြီးဆိုရတယ်တိုင်းလူကြီးများကိုဒီဟာတော့ကျွန်တော်တို့ကလူကြီးလူတွေတော့ဖွဲ့စည်းခြင်းဥပဒေတွေပြောဖွဲ့စည်းခြင်းဥပဒေဇယား1ဇယား2နဲ့ပတ်သက်ပြီးတော့ဒီဥပဒေတွေကိုပြဋ္ဌာန်းနိုင်ခွင့်နဲ့ပတ်သက်ကျွန်တော်ပြန်ပြီးတော့ဇယား1ထဲမှာတချို့ကိုဇယား2ထဲပြန်ပြောင်းမယ်စသဖြင့်ပြောမယ်ဆိုဇယား2ဆိုတာကျွန်တော်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့ဥပဒေပြုခွင့်ရှိတယ်အကြောင်းတရားလို့အဲဒီတိုင်းကြတရားကိုကျွန်တော်တို့ကခုနပြောလို့ခုနတော့ကိစ္စပြောမယ်ဆိုရင်ဓမ္မညီညာအခွင့်အရေးဆိုတဲ့နေရာမှာဒီတိုင်းဘာတွေဓမ္မညီညာအခွင့်အရေး power share လို့ power ကိုဘဝနဲ့အားလုံးစုစည်းထားတယ်ဆိုပြီးပြည်နယ်တိုင်းဒေသကြီးမဆိုင် power share နော် resource share နော်ကျွန်တော် resource share ကို wide share ပြည်နယ်မှာရှိတဲ့ဒီတရားစာရတန်တဲ့ကိစ္စတွေကွန်ကောက်ကိစ္စအကုန်လုံးဘဝပဲယူထားမယ်ဆိုရင်ပြည်နယ်တွေဘယ်လိုမှမဖြစ်ဘူးဥပမာပြောမယ်နော်ရခိုင်တိုင်းသားတွေသူတို့ကောင်းတဲ့ဒေသတွေပြီးတော့ gas တွေအများကြီးပဲဒါပေမဲ့ရခိုင်ပြည်နယ်ကျတော့သုံးပြီးတော့ဒါရခိုင်ဘက်ကကချင်ဘက်ကျတဲ့အခါသူတို့စီကနေရွှေထွက်တယ်တက်တွေထွက်တယ်တစ်တွေထွက်တယ်ဒါပေမဲ့အကုန်လုံးဘဝပဲဒါမှလည်းဆိုတဲ့အခါမှာကွန်နက်က what share ကိုလည်းကျော်ရမှုချမ်းသာကိုခွဲပြီးဖို့အဲ့ဒါကလည်း power share ဒီတိုင်းဒေသကြီးရဲ့ပြည်နယ်တွေမှာအုပ်ချုပ်ရေးအဖွဲ့တွေရှိတယ်ကိုယ်ပိုင်အစိုးရတွေရှိတော့ဆိုတော့တကယ်တမ်းကြတဲ့အခါမှာသူတို့အစိုးရပြည်အနေနဲ့လုပ်ပိုင်ခွင့်ရှိတာလေလုပ်ပိုင်တော့မရရဒီဟာကိုကျွန်တော် decentralize လို့အဲ့ဒါတွေကိုကျွန်တော်ဆောင်ပေးမယ်ဆိုရင်ကျွန်တော်ဖွဲ့စည်းဖို့အခြေခံဖို့ခုနကပြော federal democracy ပါfederal democracy ဆိုတာတချို့အတိုင်းနဲ့ပတ်လက်မခံရလက်မခံတယ် federal ဆိုတာပတ်သက်မယ်လို့ပဲထင်မဟုတ်ဘူးကျွန်တော်လည်းခုနကတော်ကိုလည်းဖြစ်တယ်နိုင်ငံများရော federal ထူထောင်ပါတယောက်တည်းနိုင်ငံကာကွယ်ရေးနိုင်ငံလုံခြုံရေးနိုင်ငံအကျိုးစီးပွားတေးသေးလေးနဲ့မလုံးနဲ့အားလုံးစုစည်းပြီးလုပ်တာ federal ပူးပေါင်းဖို့ဖွဲ့စည်းထားခွတ်တဲ့ဖို့ဖွဲ့စည်းတာဒီအားစား
ကျွန်တော်ဘက်မှာပြောနေဆိုတာမျိုးတွေပဲဖြစ်ဖြစ်နော်ကျွန်တော်ဒီကုန်းချုပ်ပါလေအခုပြောရတယ်ကိုကျွန်တော်တို့ကတော်တော်ကျွန်တော်တို့အားလုံးဒီစံတာလွတ်တော်ပဲကဆောင်းတဲ့နာကိုကျွန်တော်ဆောင်းပြီးကြိုးစားနေတော့လွတ်တော်ဆိုတဲ့နေရာမှာကျွန်တော်တယောက်တည်းလွတ်တော်ပေါ့လွတ်တော်ဥက္ကဋ္ဌကြီးလွတ်တော်ဥက္ကဋ္ဌကြီးလွတ်တော်ပေါ့လွတ်တော်ကိုလည်းပါဝင်ပြီးတော့သူရဲ့ဆုံးဖြတ်ချက်တွေကနော်လွတ်တော်ရဲ့ဆုံးဖြတ်အဲ့ဒီလိုဆုံးဖြတ်နိုင်တော့ကျွန်တော်တို့ကကိုလွတ်တော်ကိုလည်းကိုမှန်မှန်ကန်ကန်သိနေအောင်ကျွန်တော်ဘက်ကတင်ပြနေတာရှိတယ်ခုနကကျွန်တော်ကိုကျေးဇူးတင်အောင်ပြောပါတယ်ဒီနေ့ကဟာထားပြီးပွင့်သွားအောင်အကူအညီပေးပါဆိုတဲ့နေရာမှာကျွန်တော်တတ်နိုင်တာအကူအညီပဲအဓိကတော့ပါတယ်ဒီလူတွေသိက္ခာဆိုတာနိုင်ငံရဲ့သိက္ခာဆိုတာပေါ့ဒါလို့မနေ့ကလက်မှတ်ရေးထိုးလိုက်တဲ့ဟာပြည်သူ့ရှေ့မှာကျွန်တော်ခရီးတို့ငြင်းငြင်းလို့ငါတို့ကြောင့်တော့လက်နဲ့ကင်တိုက်ကြတယ်မဖြစ်เสียငါတို့ယုံမှာဆိုတဲ့ဆိုတဲ့အင်တန်တော့အဲ့ဒါကမနေ့ကလက်မှတ်ရေးထိုးခြင်းမပြုနိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြင်ပြပါဦးဒီလိုပြောရတဲ့ပတ်သက်ကျွန်တော်နားလေပြရမယ်ကျွန်တော်လက်ခံတယ်အားကြောင့်လေလူတယောက်ကိစ္စနဲ့အဖက်တစ်ဖက်နဲ့ဆိုတာဘယ်ဆုံးဖြတ်တာလဲဒါကြောင့်လို့ခုနပြောတဲ့ညမှာလဲကျမတို့ကျွန်တော်တို့ကလက်မှတ်မထိုးရဒါကြောင့်ဆိုရင်ကျွန်တော်နားရလက်ခံခုနရင်းရဲတကားခါထားလို့ပဲမမြတ်တနာကြီးပြောလိုက်ပါတယ်ဒါပဲစောက်ကြီးလက်ခံတာကိုယ်ပဲအားလို့ဆွေးနွေးပြီးတယ်မှာစောက်ကြီးမှာလက်မှတ်လာထိုးတယ်ဆိုလို့ရှိရင်နော်တို့ဒီပဲလေဟဲ့လားရင်းရဲအမကန်တဲ့ဒီပဲတကယ်ငင်းငန်းလို့ရတယ်သူတို့ငင်းငန်းလို့ရတယ်သူတို့အတွက်ဆိုရဲတို့ဒီလူတွေအတွက်ဖြစ်တယ်ငါတို့တိုင်းပြည်အတွက်ဖြစ်တယ်ငါတို့ပြည်တွေအတွက်ဖြစ်တယ်ဆိုတာဖြစ်အားလုံးမှတောင်းရှိတယ်ဒီမှာကျွန်တော်တို့ကငင်းငန်းလို့မလိုချင်ဘူးဆိုတဲ့သဘောနဲ့နော်ဘိုးဖဲနဲ့တကယ်တော့ဒီနဲ့ဒါမျိုးလက်မှတ်လေးမပို့မိလိုက်တာလေဒီကိုရနေနေမလို့ချင်းဘူးဆိုရဲပြည်သူများရဲ့နော်တမျိုးအထင်ကြီးခံရမှုကိုလေရှောင်လဲဖို့ဆိုရင်ဘာဆက်လုပ်နေရဆိုတော့ဘာပဲဖြစ်မရနေနေအတွက်တကားဖွင့်နေရတာတွုံးပြီးဝင်သွားတဲ့အဲဒီနော်ပြေကမှာဘုရားသူရဲ့စုပပပဲဒါပါပဲဖြစ်ဒီငိမ့်တိုင်းကိုလိုချင်တဲ့ကိစ္စဆိုတာကိုပြလိုက်တာဒီလူတွေပဲနော်ဒီလက်မှာရှိတဲ့တိုင်းသားတွေအများကြီးတန်ဖိုးရှိတာကျွန်တော်လည်းအားရဒါတော့ဒီနေ့မှာကျွန်တော်တို့အခုလိုလာပြည့်စုံပြီးတဲ့အတွက်ငိမ့်တိုင်းရေးပါပဲကျွန်တော်နိုင်ငံခြေတန်းငိမ့်တန်းတာဒီခိမိဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေစောင့်တဲ့နေရာမှာဒီနေ့ဆွေးနွေးပြည့်စုံမှုပါများစွာအကျိုးရှိနေဖြစ်ကြောင်းနဲ့ကျွန်တော်တို့တွေလည်းအခုတိုင်းသားများရဲ့ဒီကူများရဲ့နိုင်ငံရေးတည်းနိုင်ငံရေးအမျိုးသားရေးတည်းအမျိုးသားရေးအသိဉာဏ်ပြည့်စုံတဲ့အတွက်ကျွန်တော်ငြိမ်းချမ်းရေးကိုပေါ်ဆောင်ပေးပြီးကျွန်တော်တို့ပြည်တော်စုကြီးကိုတိုးတဲ့အတွက်ဆက်လက်ဆောင်နိုင်ပါစေကြောင်းဆုတောင်းရင်းနဲ့ပဲဒီကုန်းချုပ်ပါတယ်ဝေဖန်တော်လေးလာတယ်ဟုတ်တယ်ဟုတ်ပါဘူးဒီဘက်တော့နေတော့တော့တိန်တော့ရတယ်ဒီရက်ကလည်းဒီလိုမျိုး KCC 就不用了。什么呀？
刚不是